ဒီလူဟာသူ့ကြီးစားရဲ့ခန္ဓာကိုယ်ပေါ်မှာပေါ်နေတဲ့ခေါက်ကိုစက္ကင်ဖက်လိုက်ပြီးတဲ့နောက်မှာတော့မျက်ရည်တွေဝိုင်းလာပြီးစိတ်ပြတ်အားငယ်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူ့ကြီးစားဟာသူ့အပေါ်မှာနှစ်တိတိတစ္ဆာဖောက်ပြီးဖောက်ပြန်နေခဲ့တယ်ဆိုတာကိုသိလိုက်ရလို့ပါပဲ။အတိအကျအဲ့ဒီအချိန်မှာပဲရီးစားဖြစ်သူရဲ့ဖောက်ပြန်ဖက်ယောက်ျားကောင်းပေါ်မှာလည်းခေါက်တစ်ခုပေါ်လာတာကိုသူသတိထားမိသွားတယ်။အဲ့ဒါကိုပါထပ်ပြီးစက္ကင်ဖက်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူဟာတထေးကြီးလို့ဟန်ဆောင်ထားပေမဲ့တကယ်တမ်းသူ့ဘဏ်အကောင့်ထဲမှာဒေါ်လာ200ပဲရှိတယ်ဆိုတာသိလိုက်ရတာပေါ့။အဲ့ဒီတော့မှပဲသူ့ရီးစားဟာတထေးအောင်ဆောင်ထားတဲ့လူလေးတစ်ယောက်ရဲ့လှည့်စားမှုကိုခံလိုက်ရမှန်းဒီလူသဘောပေါက်သွားပါတော့တယ်။သူ့အပေါ်တစ္ဆာဖောက်ခဲ့တဲ့ရီးစားဖြစ်သူရဲ့အဖြစ်ကိုတွေးပြီးသူဟာတော်တော်လေးကျဉ်းနဲ့အားရသွားပြီးလှည့်ထွက်ခဲ့ပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ရုပ်ရည်တာမန်ပဲရှိတဲ့အိမ်လိုင်စင်တော်ကြီးအိမ်ရှင်မကအိမ်လက်ခလာတောင်းပါတယ်အဲ့ဒီအချိန်မှာအဲ့ဒီအိမ်ရှင်မရဲ့ခေါင်းပေါ်မှာလည်းခွက်ခုတ်တစ်ခုပေါ်နေတာကိုသူမြင်လိုက်ရပြန်တယ်အဲ့ဒါကိုစက်ကင်ဖက်ကြည့်လိုက်တဲ့အခါမှာတော့သူတုံလုံးသွားခဲ့ရတယ်ဗျာဘာလို့လဲဆိုတော့အဲ့ဒီရုပ်ဆိုးဆိုးအိမ်ရှင်မဟာတကယ်တော့ဒေါ်လာတန်30တန်မိုးရှိတဲ့ပိုင်ဆိုင်မှုတွေရှိနေပြီးသူမရဲ့အလှပရမတ်ကလည်း100မှာ9.8မှတ်အထိရှိနေတဲ့မိတ်ကပ်အောက်ကနှစ်သမီးလေးတစ်ပါးဖြစ်နေလို့ပါပဲသူကစိုက်ကြည့်နေတဲ့အတွက်အိမ်ရှင်မလေးကစိတ်ထဲတစ်မျိုးဖြစ်သွားပြီးငါရီးစားလို့မလားလို့နောက်ပြောင်ပြီးမေးလိုက်တယ်အဲ့ဒီမှာတင်ဒီလူကချက်ချင်းပဲသဘောတူလိုက်တာပေါ့အိမ်ရှင်မလေးကလည်းဘာလို့ဒီလောက်မြန်မြန်သဘောတူရတာလဲဆိုပြီးဇဝေဇဝါနဲ့မေးတဲ့အခါသူကအနားကိုတိုးသွားပြီးအလုံးမလုံးရဘူးဆိုရင်အန်တီကြီးရုပ်ဆိုးလဲကိစ္စမရှိဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်အိမ်ရှင်မလေးလည်းလမ်းဖြန့်သွားပြီးလှည့်ထွက်ပြေးသွားတော့တာပေါ့နောက်ရက်မှာတော့ရက်ွက်ထဲမှာအိမ်ရှင်မလေးနဲ့ပြန်ဆုံကြပြန်တယ်ဒီတစ်ခါမှာတော့သူမဟာဒီညမှာပဲမတော်တဆထိခိုက်မှုတစ်ခုဖြစ်တော့မယ်ဆိုတာကိုခွက်ခောက်တဲ့နေ့တစ်ဆင့်သူမြင်လိုက်ရတဲ့ဒါကြောင့်သူကကျွန်တော်ကိုဒေါ်လာ300ပေးဒီပေးအနေကနေကြော်လွန်အောင်ကူညီပေးမယ်လို့ပြောလိုက်တဲ့အစားကတော့သူမကမယုံပါဘူးဒါပေမဲ့သူမမှာပတ်စံဘယ်လောက်ရှိလဲဆိုတာနဲ့သူမရဲ့အလှတရားကိုတမင်တကာဖုံးကွယ်ထားတယ်ဆိုတာကိုပါကောင်လေးကအမှန်တိုင်းအတိအကျပြောပြလိုက်တဲ့အခါမှာတော့သူမဟာကြောက်လန့်တကြားနဲ့ဒေါ်လာ30သူညတောင်ကောင်လေးစီချက်ချင်းလွှဲပေးလိုက်ပါတော့တယ်သူမရဲ့ဘေးကင်းလုံခြုံရေးအတွက်ကောင်လေးကအိမ်လာခလိုက်တောင်းတဲ့နေရာကိုအတူတူလိုက်သွားပေးခဲ့တယ်အဲ့ဒီအချိန်မှာတခြားအိမ်ကမိန်းကလေးတစ်ယောက်ရဲ့ခေါင်းပေါ်မှာခွက်ခတ်ပေါ်လာပြီးသူမဟာလှည့်စားထားတဲ့ phishing link တစ်ခုကိုမကြခင်လက်ခံရရှိတော့မယ်ဆိုတာသူမြင်လိုက်ရတဲ့အကယ်လို့သူမသားအဲ့ဒီ link ကိုနှိပ်လိုက်ရင်ဘဏ်ထဲကပတ်စံတွေအကုန်လုံးအခုခံရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာအင်ရှင်မလေးကကောင်လေးကိုနင်းအဲ့ဒီကောင်မလေးကိုတိလို့လားဆိုပြီးမနာလိုတဝင်တိုတဲ့ပုံစံမျိုးနဲ့ဆမ်းမိတာပေါ့ကောင်လေးကလည်းသူမဆမ်းနေတာကိုရိပ်မိတဲ့အတွက်မိန်းကလေးရဲ့အချက်လက်တချို့ကိုပဲအကြမ်းဖျင်းပြောပြပြီးဘဲကမှမသိတဲ့ link အစမ်းတွေကိုလုံးဝမနှိပ်မိစေနဲ့လို့အဲ့ဒီမိန်းကလေးကိုတတိပေးလိုက်ပါတယ်အဲ့ဒီညမှာပဲအဲ့ဒီအိမ်ငါမိန်းကလေးစီကနေဘဏ်အကောင့်ထဲကပတ်စံတွေအကုန်ပြောင်းတော့မလို့တတိပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့ message ချဝင်လာခဲ့ပါတယ်ဒီတော့မှပဲအင်ရှင်မလေးဟာကောင်လေးမှာတကယ်ထူးခြားဆန်းပြတဲ့စွမ်းအားရှိတယ်ဆိုတာကိုအပြည့်အဝယုံကြည်သွားပါတော့တယ်အင်ရှင်မလေးရေချိုးပြီးထွက်လာတဲ့အခါမှာတော့ကောင်လေးမြင်လိုက်ရတဲ့အတိုင်းသူမဟာတကယ်ကိုပဲအရန်လှပတဲ့မိန်းကလေးတူဖြစ်နေခဲ့ပါတယ်သူတို့နှစ်ယောက်ညစာစားပြီးတဲ့နောက်အချိုပွဲအနေနဲ့ငကားမောက်တီးကိုစားဖို့ပြင်ကြတာပေါ့ကောင်လေးကဒါငကားမောက်တီးပထမဆုံးအကြိမ်စားဖို့လာလားလို့မေးတဲ့အခါသူမကတငယ်ချင်းတယောက်ပေးထားတာဟုတ်တယ်ပထမဆုံးစားဖို့လာပဲလို့ပြန်ဖြေပါတယ်ကောင်လေးကသူ့ရဲ့စွမ်းအားကိုတုံးပြီးကြည့်လိုက်တဲ့အခါမှာတော့သူမဟာငကားမောက်တီးနဲ့မတည့် allergy ရှိတဲ့အတွက်မကြခင်မှာပဲရှော့ရပြီးအသက်အန္တရာယ်ဆိုးရင်ရတော့မယ်ဆိုတာသိလိုက်ရတယ်မကြခင်မှာပဲသူထင်တဲ့အတိုင်းသူမဟာအသက်ရှူရချက်ပြီးနေမကောင်းဖြစ်လာပါတော့တယ်ကံကောင်းထောက်မှစွာနဲ့ပဲကောင်လေးကအလာကြီးပျောက်ဆေးကိုကြိုတင်ပြင်ဆင်ထားခဲ့တဲ့အတွက်သူမရဲ့အသက်ကိုအချိန်မီကယ်တင်နိုင်ခဲ့တာပေါ့သူမရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့အင်ရှင်မလေးကကောင်လေးကိုဒေါ်လာ1တန်မိုးရှိတဲ့ဘီလာဆိုင်ကြီးတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်အခုဆိုရင်တော့ကောင်လေးနဲ့ချုံမောလှပတဲ့တထေးမလေးဟာအိမ်နီးနားချင်းတွေဖြစ်သွားကြပါပြီကောင်လေးကတော့စိတ်ထဲမှာငါတော့မကြခင်အလုပ်လုပ်เสียရမလို့တော့ပဲအိမ်လခတွေပဲလိုက်တောင်းပြီးအေးဆေးစိမ်နဲ့နေရတော့မှာပဲဆိုပြီးကျေနပ်လို့နေပါတော့တယ်